Hello, welcome to your Choice Education Center. ဒီနေ့ကတော့ Grade 9ရဲ့ Project 3ကိုအတူတူလေ့လာကြပါမယ်။ Are you ready? Let's get started. Project 3မှာ number 1ဖြစ်တဲ့ Read the text and tick the human activities mentioned in them. ဒီစာပိုက်တွေကိုဖတ်ပြီးတော့မှအဲ့ဒီစာပိုက်ထဲမှာဖော်ပြထားတဲ့လူသားတွေရဲ့လှုပ်ဆောင်မှုကိုအမှန်ချစ်ပေးပါ Number 1 Burning dried leaf တီးရွက်ခြောက်တွေကိုမီးရှို့တာ Number 2 Eating a lot of meat အသားအများကြီးစားတာ Number 3 Using plastic bottles plastic ပလင်းတွေကိုအသုံးပြုတာ Number 4 Preparing or buying food more than you can eat တင်စားတာထပ်ပို့ပြီးတော့မှအစားအစာတွေကိုပြင်ဆင်တာဝယ်ယူတာဖြစ်ပါတယ်။အဲ့ဒီထဲမှာ A နဲ့ B ဒီစာပိုက်ကိုအတူတူဖတ်ကြည့်ရအောင်။ I like cold drinks, so I used to buy bottles of cold drinks and leave the empty bottles in the classroom or on the road. ကျွန်တော်ကအေးကြိုက်တယ်အဲအားကြောင့်အေးပလင်းတွေကိုဝယ်လေးရှိတယ်ပြီးလို့ရှိရင်စာသင်ခန်းထဲမှာအေးပလင်းခွန်တွေကိုစာသင်ခန်းမှာပဲဖြစ်ဖြစ်လမ်းမှာပဲဖြစ်ဖြစ်ကျွန်တော်ကပစ်ထားလေးရှိတယ် But now I have learned that plastic bottles are not environmental friendly ဒါပေမဲ့အခုဆိုရင်တော့ plastic ပလင်းတွေကတဘာဝပတ်ဝန်းကျင်ကိုအကျိုးမပြုဘူးဆိုတာလေ့လာသိရှိခဲ့ရပြီ Therefore I have decided to drink bottled drinks less and I will try to recycle empty bottles systematically Therefore ဆိုဒါကြောင့်မို့ကျွန်တော်ကအေးပလင်းတွေကိုရှော့တောက်မယ်လို့လည်းဆုံးဖြတ်ပြီးပြီပလင်းအခွန်တွေကိုလည်းစနစ်တကျပြန်လဲအသုံးပြုဖို့ကြိုးစားမယ် This is how I'm trying my best to reduce greenhouse gas emissions ဒါကဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချဖို့အတွက်ကျွန်တော် trying my best ဆိုတော့အကောင်းဆုံးကြိုးစားနေတဲ့ပုံစံဖြစ်ပါတယ် I'm really proud of my work ကျွန်တော်ရဲ့လုပ်ရက်တွေအတွက်တကယ်ကိုပေါ့နော်ဂုဏ်ယူမိပါတယ်ဒါက A ဘက်ကဟာဖြစ်တယ်အဲ့ဆို B ဘက်ကဟာကိုဖတ်ကြည့်ရအောင် I used to buy food more than enough ကျွန်တော်ကအစားအစာတွေကိုလိုတာထက်ပိုပြီးတော့မှဝယ်ယူလေးရှိတယ် When I couldn't finish it up I put it in the bin အဲ့ဒါကိုကုန်အောင်မစားနိုင်တော့ဘူးဆိုရင်တော့အမိုက်ပုံထဲမှာပစ်ခဲ့လေးရှိတယ် Now I realize that greenhouse gases mainly come from the production of food and also from decaying foods အခုဆိုရင်ဖန်လုံအိမ်ဓာတ်ငွေ့တွေကအစားအစာထုတ်လုပ်မှုနဲ့ဆွေးမြေ့ပြက်စီးစေတဲ့အစားအစာကနေအတိကထွက်ပေါ်လာတယ်ဆိုတာအခုကျွန်တော်နားလည်ပါပြီ Therefore I have decided not to buy food more than I can eat and I will never throw it away အဲအကြောင်းကျွန်တော်စားနိုင်တာထပ်ပိုပြီးတော့မှအစားအစာတွေကိုမဝယ်ယူဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်ဒါတွေကိုဘယ်တော့မှလည်းလွတ်မပစ်တော့ဘူး This is how I'm trying my best to reduce greenhouse gas emissions. The best part is I can save more money. ဒါကဖန်လုံအိမ်တန်ငွေထုတ်လုပ်မှုကိုလျှော့ချဖို့ကျွန်တော်အကောင်းဆုံးအတက်နိုင်ဆုံးစူးစမ်းတဲ့ပုံစံဖြစ်ပါတယ်။ပြီးရင် the best part ဆိုတာကအကောင်းဆုံးအပိုင်းကတော့ကျွန်တော်ကပတ်စံကိုပို့ပြီးတော့မှစုနိုင်တာဖြစ်ပါတယ်။အဲဆိုဒါက A နဲ့ B ဖြစ်ပါတယ်။အဲဆိုရင်ခုနကတော့ငါဖတ်ခဲ့တဲ့စာပိုက် A ကဘယ်ထဲမှာပါမလဲ1လား2လား3လား4လားဆိုတော့သူကplastic ပလင်းတွေကိုသုံးနေဆိုတော့ number 3ဖြစ်ပါတယ် using plastic bottles ဖြစ်ပါတယ် number B ကကြတော့သူကအစားအစာတွေကိုအများကြီးစားတာဆိုတော့လိုတာထက်ပိုဝယ်တယ်စားတယ်ဆိုတော့ that number 4ဖြစ်ပါတယ် okay so let's jump into other number Number 2ကကြတော့ in groups of 4အုပ်စု၄ခုပေါ့နော်၄စု make a list of human activities လူသားတွေရဲ့လှုပ်ဆောင်ချက်စာရင်းကိုလုပ်ပါ that increase the amount of GHGs in the atmosphere သူက greenhouse gases
အကြောင်းပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဖန်လုံအိမ်တက်ငွေ့ပမာဏကိုတိုးစေတဲ့လူသားတွေရဲ့လုပ်ရက်တွေစရင်းတွေကိုပြုစုပါဒါကတော့၄ရောက်တဲ့အုပ်စုလုပ်ရမယ် project ဖြစ်ပါတယ်အဲ့ဒီမှာပါလဲဆိုရင် human activities that increase the amount of greenhouse gases in the atmosphere ဆိုတော့လေထုထဲမှာဖန်လုံအိမ်တက်ငွေ့ပမာဏတိုးလာစေတဲ့လူသားတွေရဲ့လှုပ်ဆောင်ချက်တွေဆိုတော့သူက number 1ကိုတော့ example ပေးထားတယ် using plastic bags plastic 8အများကြီးသုံးတာပေါ့နော်အဲ့ထဲမှာကိုကြိုက်တဲ့အဆင်ပြေနိုင်မယ်နောက်ထပ်3ခုကိုဖြည့်လို့ရပါတယ်ဒီနေရာမှာ example အနေနဲ့ဆိုလို့ရှိရင် deforestation ဆိုတာတစ်တော့ပြုံးကြီးခြင်းပြီးရင် banning fossil fuel ဆိုတာကလောင်စာတွေကိုသုံးတာပြီးရင်လောင်စာတွေကိုအများကြီးသုံးတာပေါ့နော် number 4က using a lot of electricity လက်စစ်ကိုအများကြီးသုံးတာအဲ့ဆိုဒီထဲမှာကိုအဆင်ပြေတဲ့ဟာတွေအများကြီးသုံးလို့ရတယ်ပြီးအဲ့ထက်မှာကိုထည့်လို့ရတာပေါ့နော်buying lots of new stuff ဆိုတာကပစ္စည်းတွေအများကြီးဝယ်တာပေါ့လူတာနဲ့ပစ္စည်းတွေအများကြီးဝယ်တာပြီးရင်နောက်တစ်ခါပါထည့်လို့ရသေးလဲဆိုရင်အစားအစာတွေကိုမကုန်ဘူးပေါ့နော်လွင့်ပစ်တာပေါ့ဒီမှာဆိုလို့ရှိရင်အဲဆိုတော့ throwing away food ဆိုပြီးတော့မှလည်းထည့်လို့ရတယ်ပြီးရင်ကိုကအဲ့ဒီကားတွေစိန်ကယ်တွေစီးတာပေါ့နော်အဲ့လည်းထည့်လို့ရတယ်အဲ့ဟာကျတော့ burning gas နောက်တစ်ခါကျတော့ကိုယ့်ရဲ့အိမ်တွေမှာဆိုလို့ရှိရင်အပူပေးတာပေါ့အိမ်တွေကိုအပူပေးတဲ့စနစ်တွေသုံးတာပြီးကြပါရရှိသေးလဲဆိုလို့ရှိရင်ကာဗွန်ဒိုင်အောက်ဆိုက်တွေအများကြီးသုံးတာအဲ့လိုမျိုးလဲထည့်လို့ရတယ်နောက်တစ်ခါကျတော့အမိုက်တွေကိုပေါ့နော်ပြစ်ချင်တယ်လို့ပြစ်တာအဲ့ဟာမျိုးလဲရတယ်fertilizer တွေပေါ့နော်မြေဩဇာတွေအလွန်ကျွံသုံးတာအဲ့ဟာတွေလည်းအများကြီးပြောလို့ရပါတယ် Okay so let's jump into other နောက်တစ်ခုကိုတွားကြည့်ရအောင်ဒီတစ်ခါ number 3ကကြတော့ choose one of the activities 2 to 4 in exercise 2 and brainstorm ideas on what you can do to reduce the amount of greenhouse gases the first one is done for you ဒီတစ်ခါကျတော့ choose ရွေးချယ်ပေးပါပေါ့နော်ခုနတုန်းကလူသားတွေရဲ့လှုပ်ဆောင်ချက်ကြောင့်ဖန်လုံအိမ်တက်ငွေ့ပမာဏတိုးလာစေတဲ့နှစ်ကနေ4ပေါ့နော်ကိုကြိုက်တဲ့နှစ်ကနေ4ထဲကတစ်ခုကိုရွေးပါအဲ့ဒီထဲမှာဆိုလို့ရှိရင် brainstorm လုပ်ရပါမယ်အဲ့ထဲကကိုကဖန်လုံအိမ်တက်ငွေ့ကို short ချနိုင်မဲ့ကိုလှုပ်ဆောင်နိုင်မဲ့အရာပေါ့နော်အဲ့ဒီအရာကိုရဲ့ idea ကို brainstorm လုပ်ပြီးတော့မှဖော်ပြပါတဲ့ပထမတစ်ခုကိုတော့တင်အတွက်လုပ်ပေးထားတယ်ဆိုသူသုံးထားတာကပါလဲဆိုတော့ using plastic bags can increase the amount of greenhouse gases in the atmosphere အဲ့ဆိုကိုက plastic အိတ်တွေကိုအသုံးပြုတာကလေထုထဲမှာရှိတဲ့ဖန်လုံအိမ်တက်ငွေ့ပမာဏကိုတိုးလာစေနိုင်တယ်အဲ့ဒီမှာ instead of using plastic bags အဲ့ဆို plastic အိတ်တွေကိုသုံးမဲ့အစားကိုဘာတွေ short ချလို့ရလဲဆိုတော့ use reusable bags အဲ့ဆိုရင်အဲ့ဒီအိတ်တွေကိုပြန်လည်အသုံးပြုမယ်ပေါ့နော် use sustainable containers such as steel lunch boxes ဂျာရှည်ခံပြီးတော့မှထည့်လို့ရတဲ့ဟာပေါ့နော်။ဘာတွေလဲဆိုရင် steel ကြိုင်လိုပုံစံမျိုးအဲ့လိုမျိုးဂျာရှည်ခံထည့်စရာတွေကိုပြန်ပြီးတော့မှသုံးမယ်။ cardboard boxes အဲ့ဆိုလို့ရှိရင်ကတ်ထူပူးတွေကိုပြန်ပြီးတော့မှသုံးတာဒါကကြတော့ဥပမာအနေနဲ့ပေးထားတယ်ဒီတစ်ခါကိုကနေပြီးတော့မှနှစ်ကနေလေးပေါ့နော်ခုနကတော့ကိုဖော်ပြတဲ့အရာတွေကိုပြန်ပြီးတော့မှကိုဘယ်လို short ချမလဲဆိုတော့အဲ့ထဲမှာ example အနေနဲ့ using a lot of electricity can increase the amount of greenhouse gases in the atmosphere ကိုကလက်စစ်ကိုအလွန်ကျွံသုံးတာအများကြီးသုံးတာကဖန်လုံအိမ်တက်ငွေ့ကိုပို့ပြီးတော့မှတူပွားလာနိုင်စေတယ်အဲဆိုတော့ကိုကအဲ့ဒီဟာကိုသုံးမဲ့အစားဘာလုပ်လို့ရလဲဆိုတော့ unplug chargers when your phone or laptop is fully charged ဒီတစ်ခါကိုယ့်ရဲ့ဖုန်းဒါမှမဟုတ်ကိုယ့်ရဲ့ laptop ပေါ့နော်အားပြည့်သွားပြီဆိုလို့ရှိရင်သူ့ကို plug ဖြုတ်ထားမယ်နောက်တစ်ခါကျတော့ use natural light from a window during the day ဒီတစ်ခါကိုကတဘာဝအလင်းရောင်ပေါ့နော်ဘယ်ကနေလဲဆိုကိုယ့်ရဲ့ပဒင်းပေါက်ကနေလာတဲ့တဘာဝအလင်းရောင်ကိုသုံးမယ်ပေါ့နော်နေ့အချိန်မှာဆိုရင်နောက်တစ်ခါ take shorter showers to use less hot water ဒီတစ်ခါကိုကမြန်မြန်ရေချိုးတာပေါ့နော်မြန်မြန်ရေချိုးလိုက်မယ်အဲဆိုလို့ရှိရင်ရေအပူပေါ့နော်ရေနွေးသုံးတာထက်မြန်မြန်
ရေမြင်မြန်ချိုးလိုက်တာအဲ့ဟာတွေကဒါ instead of using a lot of electricity ပေါ့နော်အဲ့ဆိုရင်လက်စစ်ကိုအများကြီးသုံးတာထက်ဒီလိုမျိုး short ပြီးတော့မှသုံးလို့ရပါတယ်ဒါကဥပမာဖြစ်ပါတယ် Okay so let's jump into other ဒီအခါ number 4မှာကြတော့ based on the information in exercise 3 tell the class how to reduce greenhouse gas emissions ဒီတစ်ခါ exercise 3မှာရှိတဲ့အချက်လက်တွေကိုအခြေခံပြီးတော့မှသုံးပြီးတော့မှဖန်လုံအိမ်တန်းငွေထုတ်လုပ်မှုကိုကဘယ်လို short ချမလဲဆိုတာအတန်းကိုပြန်ပြီးတော့မှပြောပြမယ်ပေါ့နော် which အဲ့မှာအသုံးဝင်တဲ့ဘာသာစကားအသုံးဝင်တဲ့ဟာဘယ်လိုမျိုးလဲဥပမာဆိုရင် we like သို့မဟုတ် we used to ကျွန်တော်တို့ကြိုက်တယ်ပေါ့နော်သို့မဟုတ်ကျွန်တော်တို့ကကွက်လက်လေးရှိတယ်အဲ့လိုမျိုးသုံးမယ် but now we have learned that အခုကျွန်တော်တို့လေ့လာသိရှိသွားပြီသို့မဟုတ် now we realize that အခုကျွန်တော်တို့သဘောပေါက်နားလည်သွားပြီဘာကိုလဲပေါ့နော် therefore ထို့ကြောင့် we have decided to အဲ့အကြောင်းကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်ကွက်လက်လုပ်မယ်သို့မဟုတ်ကျွန်တော်တို့အဲ့ဟာတွေမလုပ်တော့ဘူးအဲ့လိုမျိုး this is how we are trying our best to reduce greenhouse gases emissions အဲ့အကြောင်းကျွန်တော်တို့ကဖန်လုံအိမ်တက်ငွေ့ထုတ်လုပ်မှုကိုလျှော့ချဖို့အတွက်ကျွန်တော်တို့ရဲ့အကောင်းဆုံးကြိုးစားတဲ့ပုံဖြစ်ပါတယ်ဒါကကိုပြန်ပြီးတော့မှအတန်းကိုပြောပြဖို့အတွက်အသုံးပြုလို့ရတဲ့အရာဖြစ်ပါတယ်အဲဆိုရင် sample လေးကြည့်ကြည့်ရအောင် sustainable container such as steel lunchbox from now on အခုကျွန်တော်တို့ဆုံးဖြတ်ထားပြီးအခုချိန်ကစပြီးတော့မှပြန်လည်အသုံးပြုလို့ရတဲ့အိတ်တွေနဲ့သို့မဟုတ်အကြာကြီးကြာရှည်ခံအောင်ထားလို့ရတဲ့ steel ကြိုင်လိုပုံစံမျိုးကိုအသုံးပြုဖို့ကြိုးစားပါမယ် We also love to buy food back in cardboard boxes such as in it is much healthier ကျွန်တော်တို့ကကတ်တူဘူးတွေနဲ့ထုတ်ထားတဲ့အစားအစာတွေအဲ့ဒီဟာတွေကကျန်းမာရေးကိုပို့ပြီးတော့မှကောင်းစေတာဖြစ်တယ် This is how we are trying our best to reduce greenhouse gas emissions ဒါကတော့ကျွန်တော်တို့ဖန်လုံအိမ်တန်းငွေထုတ်လုပ်မှုကိုလျှော့ချဖို့အကောင်းဆုံးစူးစမ်းတဲ့ပုံစံဖြစ်တယ်I'm very proud of my work ကျွန်တော်ရဲ့လုပ်ရအတွက်တကယ်ကိုမှဂုဏ်ယူရပါတယ်ဒါကတော့ teacher guide ထဲမှာပေးထားတဲ့ sample exercise ဖြစ်ပါတယ်ခုနကတော့ကိုတွေကဘာတွေလုပ်ထားလဲဆိုတော့ using a lot of electricity လို့ပြောထားရပေါ့နော်အဲ့ဒီဟာကိုပြန်ပြီးတော့မှကြည့်အောင်ပေါ့နော် Electricity has formed as an essential part of our life today လက်စစ်မီးကယနေ့မှာကျွန်တော်တို့ရဲ့ဘဝမှာမရှိမဖြစ်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ် We like to use a lot of electricity almost every day for various purposes ကျွန်တော်တို့ကလက်စစ်မီးကိုများသုံးရတာကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ရည်ရွယ်ချက်အမျိုးမျိုးရှိတယ် for example ဥပမာအနေနဲ့ဆိုရင် to keep lights and fans on all day ကျွန်တော်တို့ရဲ့မီးတွေပန်ကားတွေကိုတနေ့ကုန်ဖွင့်ထားဖို့ to charge our phones consistently ကျွန်တော်တို့ရဲ့ဖုန်းတွေကိုပေါ့နော်အဆက်မပြတ်အားသွင်းထားတယ် and to watch TV for long hours ကျွန်တော်တို့ကTV ကိုပေါ့နော်အချိန်အကြာကြီးနိုင်ပေါင်းများစွာကြည့်ဖို့အတွက်အဲ့ဟာတွေကကျွန်တော်တို့ကလက်စစ်ကိုနေ့တိုင်းသုံးရတဲ့ရည်ရွယ်ချက်ဖြစ်တယ်။အဲ့ဆိုတော့ the reason we like to use so much electricity is that ကျွန်တော်တို့ကဒီလိုမျိုးလက်စစ်အားကိုအများကြီးသုံးရတဲ့အကြောင်းရင်းကပေါ့နော်ဘယ်ကနေလာတယ်လဲဆိုတော့ we didn't think about where it came from or the cause of wasting itကျွန်တော်တို့ကအရင်တုန်းကဆိုအဲ့လက်စစ်မီးကိုအများကြီးသုံးရတဲ့အကြောင်းရင်းကဒီလက်စစ်ကဘယ်ကနေလာလဲတကယ်လို့ကအလကားဖြုံးတီးလိုက်ရင်ဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ကတကယ်ကိုပေါ့နော်မတွေးမိခဲ့ဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကအများကြီးသုံးရခြင်းဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျလို့ရှိရင် in our homes and schools ကျွန်တော်တို့ရဲ့အိမ်တွေမှာကျောင်းတွေမှာဆိုရင် it's easy to leave appliance running even when we don't need them ကျွန်တော်တို့ရဲ့အိမ်ကြီးကျောင်းတွေမှာဆိုလို့ရှင်မလို့အပ်တဲ့အချိန်မှာတောင်ပေါ့နော်အဲလက်စစ်ပစ္စည်းတွေကိုဖွင့်ထားရင်နဲ့ကျွန်တော်တို့ကမှိထားလေးရှိတယ်အဲ့လိုမျိုးပေါ့နော်ဖွင့်ထားတယ်ဘာဖြစ်လို့လဲအကြောင်းရင်းလည်းမရှိဘူးပေါ့နော်ဘယ်နေလာလဲဆိုတာလည်းမသိဘူးဘယ်အရင်မြစ်ကနေကျွန်တော်တို့ဖြုံးတီးနေရလဲဆိုတာမသိခဲ့ဘူး but now we have learned that
Producing electricity, especially from fossil fuels, creates a lot of greenhouse gases and harms the environment. အခုဒါပေမဲ့အခုကျွန်တော်တို့တိလာခဲ့ရတယ်လေးလာခဲ့ရတယ်လက်စစ်တပ်အားထုတ်လုပ်ခြင်းကအထူးသဖြင့်ပေါ့နော်အဲ့ဒီလောင်စာတွေအဲ့ဒီရုပ်ချင်းလောင်စာတွေကနေထုတ်လုပ်တဲ့အခါမှာဖန်လုံအိမ်တက်ငွေ့ကိုအများအပြားထွက်ရှိစေပြီးတော့မှပတ်ဝန်းကျင်ကိုထိခိုက်နစ်နာစေတယ်ဆိုတာကအခုကျွန်တော်တို့လေ့လာထားတယ်သိရှိပြီးသွားပြီဖြစ်တယ် Therefore ဒါကြောင့်မို့လို့ we have decided to reduce our electricity use အဲအကြောင်းကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့ရဲ့လက်စစ်သုံးစွဲမှုကိုရှော့ချတော့မယ် We will try to switch off land lights and fans when we leave a room အခုကျွန်တော်တို့အခန်းထဲကနေထွက်သွားရမယ့်အချိန်ဆိုကျွန်တော်တို့ရဲ့မီးတွေပန်ကာတွေကိုပိတ်မယ်ပေါ့နော်ပိတ်မယ်ပြီးနောက်တစ်ခါကျတော့ unplug chargers when they are not in use ကျွန်တော်တို့ရဲ့အားသွင်းထားပါတော့တခုအားသွင်းထားတဲ့ဥပမာ laptop တို့မဟုတ်ဖုန်းကိုအားသွင်းထားတယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ကအဲ့ဒီအားသွင်းဒီတိုင်းပေါ့နော်အားပြည့်မပြည့်အမျိုးဒီတိုင်းသွင်းထားတာကိုလည်းမလုပ်တော့ဘူးပေါ့နော် unplug လုပ်ထားလိုက်မယ် plug ဖြုတ်ထားလိုက်မယ်နောက်တစ်ခါကျတော့ဘာလုပ်လို့ရသေးလဲဆိုရင် and rely more on natural light during the day ပြီးရင်တဘာဝပေါ့နော်တဘာဝအလင်းရောင်ကနေပြီးတော့မှတဘာဝအလင်းရောင်နေ့ဘက်မှာတဘာဝအလင်းရောင်ကိုပဲပို့ပြီးတော့မှတုံးသွားမယ်ဆိုပြီးတော့မှကျွန်တော်တို့စူးစမ်းသွားမှာဖြစ်တယ် We also plan to use energy efficient appliance whenever possible အခုကျွန်တော်တို့ကဖြစ်နိုင်တဲ့အခါတိုင်းပေါ့နော်စွမ်းအင်တွေကိုခြေသာသုံးနိုင်တယ်ခြေသာသုံးမဲ့လက်စစ်ပစ္စည်းတွေကိုသုံးဖို့လည်းစီစဉ်ထားတာဖြစ်တယ် This is how we are trying our best to reduce greenhouse gases emission အခုဒါကကျွန်တော်တို့ကဖန်လုံအိမ်တက်ငွေ့ထုတ်လုပ်မှုကိုလျှော့ချဖို့အကောင်းဆုံးလုပ်နေတဲ့ပုံဖြစ်ပါတယ် I'm really proud of our work အခုကျွန်တော်ရဲ့လှုပ်ဆောင်မှုကြောင့်ကျွန်တော်တကယ်ကိုဂုဏ်ယူမိပါတယ်ဒါကခုနတုန်းကကိုရေးထားတဲ့ number 1 2 3 4ထဲကကိုကြိုက်တဲ့အချက်ကိုပြန်ပြီးတော့မှအခန်းကိုပြန်ပြီးတော့မှ presentation လုပ်တဲ့ပုံစံဖြစ်တယ်ပြန်ပြောပြတဲ့ပုံစံဖြစ်ပါတယ်ဒါကတော့ project 3ဖြစ်ပါတယ်ကိုကြိုက်တဲ့ human activity ထဲကတခုခုပြောလို့ရပါတယ်ကိုကကားတွေစင်ကြေတွေစီးတာဒါမှမဟုတ်ရှင်အစားအစာတွေကိုအများကြီးစားပြီးတော့မှမကုန်တဲ့အခါမှာလွင်ပစ်တာအဲ့လိုမျိုးတွေသုံးလို့ရတယ်ရုပ်ကျွင်းလောင်စာတွေကိုအများကြီးသုံးတာအဆရှိတဲ့ဖြင့်လူသားတွေရဲ့လှုပ်ဆောင်ချက်ကြောင့်ဖန်လုံအိမ်တက်ငွေ့ကိုပို့ပြီးတော့မှတိုးပွားလာစေတာကိုရှော့ချနိုင်မယ် activity လေးတွေကို sharing လုပ်သွားတာဖြစ်ပါတယ်နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေကို sharing လုပ်ပေးသွားစီချင်တယ်လဲဆိုရင် comment မှာရေးခဲ့ပေးလို့ရပါတယ် See you in the next video bye